ကျွန်တော်ကိုယ်တိုင်တင်မောသားတင်တဲ့ဆက်တက်တော့မှာပဲဘယ်သူမှလမ်းမပြောပြတဲ့အမှန်တရား၃ခုကိုလက်တွေ့သိလိုက်ရတယ်ပထမချက်ကကျွန်တော်တို့စာအုပ်ထဲကစာတွေကိုအလွတ်ကျက်နေယူနေမပြီးဘူးအိမ်မှာကိုစိတ်ကြိုက်နေခဲ့တာကနေမနဲ့စောကြီးထားရတယ်စီကန်းရှိရတယ်အချိန်တိကျမှုနဲ့အမိန့်နာခံမှုကိုစနစ်တကျပြန်လေ့ကျင့်ရတယ်ကျွန်တော်ဆိုလို့ရှိရင်ပထမပတ်မှာနေတော်တော်စိတ်တက်ကြပါတယ်ဒုတိယချက်က practical လုပ်ရတဲ့နေ့မှာရမ်းပင်ပန်းတာရေထဲဆင်းရတယ်မီးငိမ့်ရတယ်ဒီကြီးအလေးလုံးတွေမားရတဲ့အခါမှာအားတကယ်ဒီလမ်းကြောင်းကိုအဆုံးထိသွားနိုင်ပါမလားဆိုတဲ့တန်တရားတစ်ခုကကျွန်တော်ခေါင်းထဲမှာပထမဆုံးဝင်လာတယ်တတိယချက်ကသင်တန်းဆေးရုံနဲ့ဘာမှမပြီးဘူးဆိုတာပါပဲသင်တန်းတက်နေတဲ့အခါမှာလည်းအင်္ဂလိပ်စာရောဤပညာပိုင်းမှာကျွန်တော်တို့တစ်ခါတည်းလေ့လာဒီနေရာမှာထပ်မကြိုးစားဘူးဆိုလို့ရှိရင်ကျွန်တော်တို့သင်တန်းပြီးလို့အလုပ်ချတဲ့အခါမှာပို့ပြီးတော့အခက်တွေ့မယ်ဆိုတော့ကျွန်တော်သင်တန်းတက်ရင်လည်းပို့ပြီးတော့တွေးမိလာတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအခက်အခဲကိုယုံကြည်မှုရှိရှိနဲ့ကြော်ပြတ်နိုင်ရင်မိတ်ဆွေလေးလုံးဝလုပ်နိုင်တယ်သင်တန်းတက်ဖို့ပြည်နယ်တငယ်ချင်းတွေရှိလို့ရှိရင်ဒီဗီဒီယိုလေးကို share ပေးပါဦး